ပိုက်ကိုစောင်းပြလို့ပြန်တန်းရလိမ့်မယ်မြတ်ခတ်သမားကိုအမြဲတည်းရှိရမယ်ကောင်းငင်ပိုက်ကိုစောင်းပြလို့ပြန်တန်းရလိမ့်မယ်သာဝရင်ဌာနစီအမြဲပြန်တန်းခဲ့ခွဲချွေကြီးဓမ္မလေးကြည့်တယ်ဗါလေတကယ်အရသာနဲ့ပြည့်စုံတဲ့အစိုးရလည်းကောင်းအတီးရလည်းကောင်းတာပေါ့